everyone အားလုံးပဲမင်္ဂလာပါသမီးရ Helen ပါဒီနေ့မှာတော့သမီးရ Rainbow Tower ကိုခွန်ပြပေးတော့မှာပဲဖြစ်ပါတယ်အားလုံးပဲဒီ Rainbow Tower ကိုပေါ့နော်သမီးကဒီဟာကိုပေါ့နော်အစိမ်းရောက်ပိုင်းဒီပဲပြီးသေးပါတယ်ပေါ့နော်အစိမ်းရောက်ပိုင်းဒီပဲပြီးသေးပါတယ်ပေါ့နော်အပေါ်ဆုံးပိုင်းကိုတော့သမီးကကြိုလုပ်ထားတာပါဆိုတော့သမီးတို့ရဲ့ဒီ Tower ခွန်ကြမယ်ပေါ့နော်ဒါသမီးကိုယ်တိုင်ဆောက်ထားတာလေပါဆိုတော့ခွန်ကြမယ် Okayကိုယ်ဆောက်ထားပြီးတော့မခုံနိုင်ဘူးနော်အဲ့တော့ဆိုရပေါ့နော်ဒါနဲ့ဒီထဲမှာ Helen တို့ပေါ့နော်ဒီထဲမှာပေါ့နော်ဟိုက troll လည်းပဲပါပါတယ် Helen အဲ့ဒါကိုကြော်ထားမှာပါဘာလို့လဲဆိုတော့ဒီကစားတဲ့အခါကျရင်ပေါ့နော်ဒီလူတယောက်ကဒီနီးကိုတိပြီးသွားပြီဆိုတော့ဒီနေရာမှာဘယ်လိုဖြစ်မလဲဆိုတော့သူတိနေအဲ့တော့ဒီကစားရတဲ့ရပြင်းစရာဖြစ်သွားရပေါ့နော်အဲ့လိုဖြစ်သွားမှာဆိုလို့ပါOkay ဆိုတော့ဒီနေရာ troll level ရောက်တော့ပဲပေါ့နော်ဒီနေရာလေးပါပေါ့နော်နေရာလေးတော့ပြရမယ်ဒါပေမဲ့ဘယ်လိုလုပ်တာလဲမပြောဘူးဒီနေရာချက်ဖက်နဲ့ပြသွားရမယ်နော်ဒီမှာ troll ဆိုရဟာလေးပါအဲ့ဒီနေရာရမယ်နော်ခရီးချကြပါကဲဒါဆိုရင်ကြော်မယ်နော် Okay ဆိုတော့ကြော်ပြီးပြီဆိုတော့ဆက်သွားကြမယ်နော် Okay ဒီနေရာရအလောက်မခတ်ပါဟဲ့ဟဲ့ Okay ရပါတယ်နော်ပြီးတော့သမီး Helen ပေါ့နော်အပေါ်မှာလည်းဒီ troll ဟာတွေထည့်ဖို့တက်စိတ်ယူထားပါတယ်ပြီးတော့ဒီပေါ့နော် Helen ရဲ့ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ကဲဆိုတော့ကစားလိုက်ရအောင် Okay ရ OMG အပေါ်နဲ့နည်းအောင်ကတ်သွားရုံနဲ့ဒါမဲ့အဆင်ပြေပါနော် oops ဒီဖက်နဲ့ပဲပြန်သွားတော့ဘူးနော်ညာလေးပေါ့နော်နားလေးလားဒီအပေါ်ဝေါ်နည်းနည်းရမှာပါရှင့်တမင်းနည်းနည်းဟိုဒီကောင်မနော်ဒီဝေါ်လေးကိုမြင်မယ်ဒီဝေါ်လားဟုတ်ဒီ floor လေးနည်းမြင်မယ်ပေါ့နော် Okay ဒီအနေပဲလိုက်ဖို့ရအနေထားဒီမြင်လိုက်မယ်ဆိုတော့ Okay ဒီညကတော့ wall hop လုပ်လို့ပါဒီညလေးတွေကတိတ်မလုပ်ရသေးဘူးပေါ့နော်အဲ့ဒါလေးတွေပါHelen စောက်တာလေးကိုလည်းဗီဒီယိုလေးရိုက်ချင်တယ်ဒါမှမဟုတ်လေအဲ့လိုမျိုးကြာအကြာကြီးဖြစ်သွားမှာဆိုတော့လေ Helen မရိုက်တော့ဘူးပေါ့နော် Helen မရိုက်ပါဘူး Okay ဆိုတော့ဒီနေရာမှာ Helen နှစ်ခုပဲလုပ်ပါမယ်အပေါ်ဆုံးရောက်မှအများကြီးလုပ်မှာပေါ့နော် Okay ဆိုတော့ Helen ရဲ့ tower ဒီထိပဲရောက်ဒီထိပဲရှိရပေါ့နော် Helen ရဲ့ tower ပေါ့နော်ပြီးတော့ Helen ရဲ့ tower လေးထွက်လာရင်လည်း Helen ရဲ့ tower လေးကိုအပေးကြပါပေါ့နော်အဲ့လိုလက်ကလုံးလာပါလို့ Okay ဒီထားရမှာဗျာဒီနောက်ဒီတစ်ခါတော့ရမှာပါဟာငိုတော့မှပြန်လာခုထားဖို့ကိုပြုတ်ကြတယ် Okay ဆိုတော့တာကြမယ်အဲ့ဒီဆိုတော့ Helen ကြော်ရမယ် Helen နဲ့စိတ်ဆိုတော့ Helen နဲ့စိတ်ကြတော့ Okay ဆိုတော့တာကြဟာရဒီကောင်းလိုက်ပါတော့ဒီလိုကြည့်ရတော့ပုံမှန်ပါပဲဒါပေမဲ့ဒီကတစားကြီးတွေပေါ့နော်ဒီလိုတစားကြီးတွေပါလို့ Okay yes ရအောင်တော့ကြမယ်ဒီနေရာကိုသိကြလာတော့ဒီအသေးဘောခုံလို့မရပါဘူးပေါ့နော်အဲ့အောက်ကနေဗာခန့်ထားလဲဆိုတော့သိကြHelen ပြပါမယ်ဒီမှာ Hey အရှင်စစ်ဒီဘောစစ်လိုက်စစ်ပြီးပြထား Yes မဟုတ်ပြန်ခုံရရပါOkay ဆိုတော့ wall hop လို့ကြာပေါ့နော် wall hop Okay လွယ်ပါတယ်အဲ့လိုကြီးပဲခဲ့ပါတယ်ဒီကောင်နဲ့ဒီဘက်ကိုတိုးပေါ့နော်ဒီနေ့ကက်ကလေးလုံးပေါ့နော်ပြီးရင်ဒီကောင်လေးလည်းဒီဘက်ကိုနဲ့တိုးမယ်ဒီကောင်လေးနဲ့တိုးမယ်ဗီဒီယိုထဲမှာဟိုလုံနေဒါပဲ Okay ဆိုတော့ပြန်ခုံကြမယ်ပေါ့နော်ညနေပြန်ခုံကြပါမယ်ဒီညမကြကြဘူးနော်ကြာရင်တော့ Helen ငိုမှာပါ Okay ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ Helen နောက်ထပ်အဝါရဲ့လိမ္မော်ရဲ့အနီရဲ့ကိုစောက်ပြီးမိနေအပေါ်ဆုံးကိုခုံပြရအောင် Sorry ပါနော်အဲ့လိုမဲ့တောင်းပါပါတယ်အပေါ်ဆုံးကအရင်ခုံပြရမှာပေါ့နော် Helen ဒီအပေါ်ဆုံးက Helen အရင်လောက်ထားတာပါဒီနားလေးတော့ခက်ပါတယ်ပေါ့နော် Helen အရင်ကြောက်တယ်သူကြောက် Hey yes Oops ဒီ
ဒီညောင်ခေါ်ရင်ပေါ့နော်တော်တော်လေးကြည့်ယူဆိုင်ရတယ်ပေါ့နော်ဒီကအရင်ခတ်ပါတယ်အရင်ခတ်တယ်လို့အရင်ခတ်ပါအေးရောက်သွားပြီတိပါဒီညလေးရောက်ရယ်နော်ဟယ်လန်တို့ဟာနိုင်သွားပါပြီပေါ့နော်ဒါပေမဲ့ဟယ်လန်က level နဲ့အများ level တွေအများကြီးကိုဒီမှာကြည့်လိုက်ပါဒီမှာပေါ့နော်ဒီမှာ Helen skip ခဲ့တာပါ Helen skip ခဲ့တာကတဲ့ဘာရောက်လေးလဲဆိုတွေ့ရတဲ့အတိုင်းအဝါရယ်လိမ္မော်ရယ်အနီရယ်ပါဒီကောင်လေးတွေကို Helen ကဒီဟာလေးလုတ်ပြီးပေါ့နော် Helen ကဟိုလိုလေးလုတ်ပါပေါ့ဒီဟာလေးကိုဒီ ID လေးပေးပါမယ်ပြီးရင်ဒီကနေပြီးတော့ပါ2ဆိုတာလေးရှိပါလိမ့်မယ်အဲ့ဒီပါ2လေးနဲ့ Helen ကအပေါ်တီကိုဆက်ခုံသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့အားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ဒါဆိုရင်တော့ကောင်းသောနေ့လေးဖြစ်ပါစေအားလုံးပဲ bye bye